ယနေ့ခေတ်မျိုးဆက်သစ်တွေထဲမှာတော့သူ့လောက်တော်တဲ့သူမရှိသလောက်ရှားပါတယ်။တနိုင်ငံလုံးမှာအတော်ဆုံးလို့တောင်ပြောလို့ရအောင်တော်တဲ့သူပါ။ဘလောက်ထိအောင်တော်တယ်လဲဆိုရင်တော့လင်္ကာရဘွဲ့ပေါင်းမျိုးစုံကိုတောင်ပါဠိလိုကြီးပဲအောင်မြင်ရယူနိုင်တဲ့တပါးတဲ့တော်သူပါ။လင်္ကာရဘွဲ့ကိုပါဠိလိုဖြေဆိုရယူနိုင်တဲ့ပုဂ္ဂိုလ်ဟာတိတ်ရှားပါလွန်ပါတယ်။အဲ့ဒီရှားပါလွန်တာကိုပဲသူကပါဠိလိုကြီးပဲအောင်မြင်ရယူနိုင်ခဲ့တာပါ။အဲ့ဒီလောက်ထိကိုတော်တာတတော်ကတကယ်ကိုငငယ်လေးပဲရှိပါသေးတယ်။သာသနာအတွက်တကယ်ကိုဆုံးရှုံးမှုကြီးပါ။အနေထိုင်သိအေးပါတယ်။အနေထိုင်သိကောင်းတယ်။အနေထိုင်အေးလွန်းကောင်းလွန်းလို့လဲသိတော်လွန်းတဲ့သူ့ကိုလူတွေသိမသိကြတာနေမယ်။ယနေ့ခေတ်မှာတော့ဒီလိုသိကိုတော်တဲ့ပါရမီရှင်ပုဂ္ဂိုလ်တွေမရှိသလောက်ရှားသွားပါပြီ။ခုတော့တနိုင်ငံလုံးမှာအတော်ဆုံးလို့ပြောရလောက်အောင်သိတော်တဲ့မျိုးဆက်တစ်ကျယ်ဝန်းတစ်ဝင်းတိတ်တဆိတ်ကျွေလွင့်သွားခဲ့တာဘယ်သူမှတော့မသိလိုက်ပါဘူးတိတ်တော်လုံးတဲ့အတွက်တကယ်ကိုတိတ်ဆိတ်လွန်လာပါတယ်ဒီလောက်ထိတိတ်တော်လုံးတဲ့သူအတွက်အရေးယူဖော်ပြမှုမရှိကြတော့လဲတိတ်ဝမ်းနေစရာကောင်းလွန်းနေတယ်လို့ပါပဲအရှင်တိရိဏလင်္ကာရရံပြဲကိုတော့ရခိုင်ပြည်နယ်ရံပြဲမြို့တင်ကနက်ရွာမှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်တက်တော်ကတော့26နှစ်ရှိပြီးဝါတော်ကတော့9ဝါပဲရှိပါသေးတယ်ရရှိခဲ့တဲ့ဘွဲ့တွေကတော့ပါဠိကောသလဘွဲ့ဝိနည်းဝိတုဘွဲ့အင်္ဂုတ္တရနိကာယဝိတုဘွဲ့ရခပူရတာမဏိကျော်ဘွဲ့ပါဠိပထမသာသနာလင်္ကာရတာမဏိကျော်ဘွဲ့မော်ကျွန်းပါဠိပထမသာသနာဝန်ဆောင်တာမဏိကျော်ဘွဲ့ပါဠိရန်ကုန်တကြတိဟတာမဏိကျော်ဘွဲ့မန္တလေးပရိယတိတရမရခိတတာမဏိကျော်ဘွဲ့ပဲခူးပထမရွှေပါရမီပရိယတိသာသနာလင်္ကာရတာမဏိကျော်ဘွဲ့ပါဠိတထုံဓမ္မလင်္ကာရတာမဏိကျော်ဘွဲ့ပါဠိတာမဏိကျော်လောကထဲမှာတော့ပါဠိလိုဖြေဆိုပြီးပထမစုတွေရရှိခဲ့တဲ့သူပါပန်းကုန်းတာမဏိကျော်လောကမှာတော့တာမဏိကျော်ဘွဲ့အများဆုံးရရှိခဲ့တဲ့သူပါပဲတာမဏိကျော်ဘွဲ့တွေအများကြီးရထားတာကိုလူတွေသိမှဆိုလို့ဘွဲ့နောက်မှာလင်္ကာရဆိုတဲ့ဂုံပုတ်ကြီးကိုတော့မတက်ခဲ့တဲ့သူပါစာချဘုန်းကြီးဘွားနဲ့အေးစစ်စစ်မနေပဲမန္တလေးကို3နှစ်3မိုးဒုက္ခခံဖို့လာခဲ့တဲ့သူပေါ့ပရောပန်းဒီလိုမျိုးရှင်တန်နေထိုင်ရာခဏလေးအတွင်းမှာလောကအကျိုးကိုတည်ပိုးနိုင်ခဲ့သူပါသတင်းသုံးပေါ်တွေကဝီနီးလေးစားလုံးလို့ချစ်စနိုးနဲ့အဆက်လို့ခေါ်ခံရတဲ့သူပါအများကြီးပေးဆက်ခဲ့ရပေမဲ့ပေးဆက်ခဲ့တဲ့လောက်မခံစားခဲ့ရတဲ့သူပေါ့28ရက်3လ2025နေ့လယ်12:52မိနစ်မှာလုတ်ခတ်ခဲ့တဲ့ငလင်ကြောင့်မလို့မန္တလေးဥလသိန်းဗိမာန်မှာစာဖြစ်ရင်ပြန်လွန်တော်မူခဲ့ရတဲ့စာချရန်ပြီးရင်တော့ဘီဝန်သားဆက်လုပ်မယ်ဘီဝန်သားပြီးရင်တော့တီပီဆက်လုပ်မယ်လို့မျှော်မှန်းထားတဲ့အရှင်ဘုရားတိတ်တော်လုံးနဲ့အရှင်ဘုရားမြင့်မြတ်တဲ့ဘုံဘဝမှာအေးချမ်းစွာစံတော်မူပါဗျာဆရာတော်အရှင်တိရိဏလင်္ကာရရံပြည့်ရဲ့အကြောင်းကိုဆရာတော်အရှင်အရိယဝန္တာကရေးသားထားတာလေးကိုဖတ်